မလေးဘယ်သူနဲ့ပြောချင်လို့ပါလဲခင်ဗျာအော်ဆိုဟိုးဘက်တော့အကူလာမောင်လေးလာပတိနဲ့ပြောမလို့ အာယော ပြဿနာတွေတက်ကုန်မှတော့မဟုတ်ကျွန်တော်ခုဟိုချမ်း လိုင်းပဲစင်အဲ့လိုမျိုးပဲလားပြောပြလိုင်းပဲစင်အဲ့လိုမျိုးပဲလား ရုပ်ဖွင့်နိုင်လိုက်ကြအောင်မယ် ရုပ်ပိန်ချစ်လို့ပဲ လုံးဝနဲ့လူကြီး ပြောတော့ အောင်တော်လိုက်ဆိုအောင်တော်လိုက်ဆိုအဲ့ဒါ အောင်လို့လိုက်ကိုရတာသူများရှာပြီးနာ အဲ့ဆိုအောက်ကလူရရှာပြီးအောက်ကလူကြီးကရေးရမှာပေါ့ဟုတ်လား ခုတလောတော်မှာဒါမျိုးတွေခစ်စားနေတာသတိထားမိကြလားမြန်မာမိန်းကလေးတွေကိုယ်တိုင် live လွှင့်ပြီးဖူးစာရှာကြတဲ့ပုံစံတွေလေခစ်ကြီးကပြောင်းလာပြီဆိုတော့ဒါမျိုးတွေလည်းတွေ့လာရပြီပေါ့ဗျာဘလို့တွေဖြစ်ကြလဲစက်ကြည့်ကြရအောင် နမ်ဖော်တို့ညီမလေးမင်္ဂလာပါလို့ ဟုတ်ကဲ့ပါမင်္ဂလာပါ ညီမလေးဘယ်သူနဲ့ပြောချင်လို့ပါလဲခင်ဗျာ အော်ဆိုဟိုးဘက်တော့အကူလာမောင်လေးလာပတိနဲ့ပြောမလို့ အခုဘယ်တော့လဲဒီစပင်ရှင်နဲ့အကူလား အေးဟုတ်တယ်နဘခွာတရားနဲ့ကိုလေး အေးနာမည်ပဲမျက်နှာပေါ်မှာညီမလေး မင်္ဂလာပါနော် ဟုတ်ကဲ့မင်္ဂလာပါ မ လိုက်တယ်လိုက်သွားတော့ အမဟုတ်ပါမလိုက်နဲ့ကွာလက်ခေါ်ရမဟုတ်ပါမေးကြည့်စင်ကွာဒါလည်းကောက်မှာမင်းကလေးပုတ်တင်ပြီးတော့ဒီမှာလာထိုင်လို့ရတာမေးပြီးတော့ပြောပြ ဟုတ်ကျွန်တော်ကဟိုစကားပြောလို့ရတဲ့တိုင်ချာလာကြည့်တယ် ပါဒီဥစ္စာ ကိုဘရာသာရေကောင်မလေးရှိရင်မတက်ပါနဲ့နော်ကောင်မလေးရှိရင်မတက်ပါနဲ့နော် ကျွန်တော်ကြီးကျွန်တော်တို့တန်တန်ပြောတယ်လေညီလေးနော်ကျွန်တော်တို့ဒီအောက်မှာတန်တန်လေး ကြ ရှိ ည့် တာ တာ ပေါ့ ပေါ့ဗျာမိမနဲ့ကျွန်တော်ဝင်ကြည့်တာကျွန်တော်မိမရှိတယ် ဟုတ်အဲ့လိုဆိုမရပါဘူးနော်အဲ့လိုဆိုမရပါဘူးနော် အာယော ပြဿနာတွေတက်ကုန်မှတော့ မဟုတ်ကျွန်တော်ဟိုချမ်း လိုင်းပဲစင်အဲ့လိုမျိုးပဲလားပြောပြလိုင်းပဲစင်အဲ့လိုမျိုးပဲလားဒါပဲ ဟာလိုက်ပါချင်းငါသွားကြည့်လို့မရဘူးလေသူတို့လိုက်တဲ့ဟုတ် တကယ်ကြီးအောက်ကမော်နီတာတွေတစ်ချက်ကြည့်ပြီးပါဦးနော်အကောက်ထဲဝင်လာတဲ့လူတွေနော် အေးအဲ့လိုမျိုးပါလေကမလေးစစ်စစ်နဲ့အဲ့လိုမျိုးတက်လာတော့လေကျန်တဲ့လူကဘယ်လိုလဲပြောပါလေ မဟုတ်ကျွန်တော်လိုက်စားရပြောမှပါလေနော်မ ပြောနေတာဒီလိုက်တဲ့ ကြည့်မိလိုက်လို့ပါလောက်လို့လားပြောပြ ဟုတ်ပါဘူးမကြည့်မိလိုက်လို့ပါမရဲ့ဟိုစား sorry ပါနော်ကြည့်ခိုင်းတာပါလေဟုတ် ဆင်းပြီဒါပဲ ရှော့မိမကြည့်တယ်ဟာမိမ မဟုတ်လေကွာငါတို့လည်းအောက်မှာငါတို့လည်းအပေါ်မှာတန်တန်ပြောနေရှိရင်တက်မလာနဲ့တက်မလာနဲ့ငါတို့ပြောနေတာ အေးငါဆိုအဲ့လိုပြောလိုက်လို့မှပြဿနာတော့ရှာခန်းတယ်မှာချက်ပေါက်မှလားအားကြောင့်လို့တဲ့ ကျွန်တော်ကောင်းပါလေးနဲ့ကောင်းပါလေးပြ3လောက် ငါလေးဘယ်နဲ့ပြောမလဲ တခါကြပြောတာ ဟောငါလေးဘယ်နဲ့ပြောမလဲ သူနဲ့မှပြောဒီတိုင်းတက်ကြည့်တာ အာမဲ thank you အမေ ရုပ်တော့ဖွင့်ပြလိုက်မနော်ခဏမှဖွင့်ပြပြီးညီနဲ့ပြောရင်လောရုပ်ဖွင့်လိုက်ကြအောင်မဆိုလို့ဟာလေပါဗျာကြောင် ချစ်လို့ရလား မာရလို့ဒိတ်ဒီတော့ဘယ်တော့တက်ခင်မလဲ အတီးမေးလေလို့အတီးမော်လေးရိုင်း ချစ်လို့ရရတယ်ဒါမှအခုချက်ချင်းဆိုတော့ဘယ်တော့ ပိုင်း တက် ရှိ ခင်မ လားအဲ့တော့ပိုင်းရှိလား ပါရှင်ရှိဗျ ပိုင်းရှိချုပ်ရတာဗောနော် ရတာတော့ရတယ်လေအခုလူ ရုံ ပြော းမ တော့ နဲ့လေအောင်မလို့တိုင်းကရုံးမပိတ်အောင်မှလား ရုံမဖိလို့မရအောင်ရုပ်ဖွင့်နိုင်လိုက်ကြအောင်မယ် ရုပ်ပိန်ချစ်လို့ပဲ လုံးဝနဲ့လူကြီး ရုပ်ပိန်ချစ်လို့တတ်မှတ်မှာချစ်မလားမချစ်ဘူးလားပြောအဲ့ဒါလို့ ချစ်တယ်ပါများပူတော်မှုနဲ့မလို့ခြင်းနဲ့ ညောင်းတယ်အဲ့ဆိုထိုင်းထားလို့ရမှာနော် ကိုရတာသူများရှာပြီးနာ အဲ့ဆိုထိုင်းထားလို့ပြရမှာနော် မလုံးဝနဲ့များမိုင်းအဲ့ထိုင်တဲ့စီမီမပါပါဘူးဗျာကျွန်တော်လောက်တဲ့နေမှာ မသိဘူးအဲ့ဆိုရုပ်ပိန်ချစ်လို့ပေါ့နော် မဟုတ်ပါ
ဒီတိုင်းပန်းနေမှာကျန်လို့ပန်းဖိတ်လိုက်တာမိုင်းရမသိပဲနဲ့ချစ်တယ်ဆိုတာသိလို့လား ပြောတော့အောင်တော့လိုက်ဆိုအောင်တော့လိုက်ဆိုအဲ့ဒါ အောင်လည်းလိုက်ကိုရတာသူများရှာပြီးနာ အဲ့ဆိုအောက်ကလူရရှာပြီးအောက်ကလူကြီးကရေးရမှာပေါ့ဟုတ်လား ဟုတ်တယ်အောက်လူတွေပဲရေး အောက်ကလူကကျွလို့ရ မိုင်းရွေးရမြန်နေနော်ဘယ်သူထရွေးခြင်းနေလဲ လူတဲ့စာမေးပါတဲ့စာမေးဘယ်လိုလုပ်ပါလဲ မိုင်းရအဲ့လိုမျိုးနောက်တစ်ယောက်ထယူမယ်တဲ့ချိန်တဲ့မိုင်းရတော်တော်လေးဖောင်းဝင်မိုင်းဘယ်သူမှမကြိုက်တော့ ဟာအဲ့ဆိုရင်ငါရွေးမယ် ဒါပြန်တဲ့တလာဗီဒီယိုကျေးဇူးပါဗျာလုံးကျေးဇူးပါဗျာခုလို live ပိုင်ရှင်ပြောပြီးတော့လည်းကျေးဇူးပါဗျာတတပါဗျာ ကံမချ ကံချောင်းစင်မိုင်းစင်မကန်ချောင်းကိုရေလောက်ညီလိုက်ကြအောင်လောက်နာဘာမဟုတ် ရှေးခေတ်ကဆိုရင်ဒါမျိုးတွေမရှိခဲ့ဘူးမဟုတ်လားခုနောက်ပိုင်းတော်မှာဆိုရင်မြန်မာမိန်းကလေးတွေကိုယ်တိုင်လွတ်လွတ်လပ်လပ်နဲ့ဖူးစာရှာလာကြတာတကယ်ကိုခေတ်ရည်စီးကြောင်းတစ်ခုဖြစ်လာပြီးဒီဗီဒီယိုလေးကိုကြည့်ပြီးဘယ်လိုမြင်ကြလဲခမက်မှာပြောခဲ့ကြဦး